What's up guys, so welcome back to my channel From Streets to Skies of Antonio Mong အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရဲ့တိုက်ခန်းလေးအကြောင်းနဲ့ကျွန်တော် mix up ပေးချင်ပါတယ်ဒါကတော့ဒီရှေ့ကmain တကားလေးဖြစ်ပါလေဒါတန်နဲ့တန်တကားလေးဖြစ်ပါလေဆိုတော့ပြီးရင်ဒါရှေ့အင်းရှေ့ကဝရန်ဒါဖြစ်ပါလေဆိုရှေ့ဝရန်ဒါဖြစ်ပါလေဂျမ်ပန်လေးတတ်ထားပါလေပြီးရင်ဂျမ်ပန်ကိုလည်းဆေးအသစ်ထပ်ပြန်တုံးထားပါလေပြီးရှေ့ဆိုတော့ဒါတမိုင်းချောင်းဖြစ်ပါလေဆို view လေးအရန်ကောင်းပါလေဒါတို့ရှိအဝန်ဖြစ်ပါလေဆိုတစ်ချက်လောက်အထက်ကိုကြည့်ကြမယ်ပြီးဒီတကားဟိုလည်းဆေးအသစ်ပြန်တောက်ထားပါတယ်ဒီတကားလည်းရှေ့ပါပဲပြီးအထက်ဆိုလည်းတော်တော်လေးကျွေပြအကောင်းစားခင်ထားပါတယ်ဆိုအရန်တန်နဲ့အရန်တန်ပါလေကျွေပြလည်းအကောင်းစားခင်ထားပါတယ်ပြီးမီဆိုလည်းမီလိုင်းလည်းအသစ်ပြန်လိုက်ထားတာပါမီတကယ်အကောင်းစားတောင်းထားပါတယ်မီဆိုလည်းနော်ပြီးတာရှေ့အိတ်ခမ်းလေးတစ်ခမ်းပါပါတယ် so it can't tell the chat out let's check it out it can the chat out ကြည့်အောင် it can ဆိုလည်းလုံးဝ share လေးလုပ်ထားပါတယ် it can attach ဆိုလည်းလုံးဝအရန်ဖောင်းလုပ်ထားပါတယ် so say လည်းအသစ်ထပ်တော့ထားပါတယ် it can မှာဆိုလည်း so လုံးဝ share လေးပြင်ဒီမှာလည်းပန်ကားလေးတစ်ခုတက်ထားပါတယ်ပြင်တာ it can တကားလေးအသစ်ဆက်ဖြစ်ပါတယ်ပြင်တာတော့ kitchen ဖြစ်ပါတယ်ဆိုတော့ kitchen လေးတော်တော်ကျေပါတယ်ပြင်အောက်မှာလည်းကျွေးပြားတွေခင်းထားပါတယ်ပြင်သားတော့ရေချိုးခန်းဖြစ်ပါတယ်ရေခပင်းအုတ်ကန်ဖြစ်ပါတယ်အုတ်ကန်ရှိတဲ့အတွက်ကြောင့်အရန်ကောင်းပါတယ်ပြင်ဒီရေရလည်းအရန်ကောင်းတယ်ကျိုးဖြူရေဖြစ်ပါတယ်အုတ်ကန်ပြင်ပိုထိုင်အင်တာဖြစ်ပါတယ်ဆိုတော့ဒီအင်တာဆိုရင်ပိုထိုင်အတိတ်ပြန်တတ်ထားပါတယ်အဲ့ပိုထိုင်အစတတ်ထားတဲ့ဟာနဲ့ဟောင်းနေလို့ကျွန်တော်အတိတ်ပြန်လဲပေးထားပါတယ်အရန်ကောင်းပါတယ်ပြီးအိမ်သားဆိုရင်လည်းလုံးဝတတ်ရှင်းလေးပါပြီးနောက်ဖက်မှာလည်းဝရန်တာတစ်ခုပါသွားသေးတယ်နောက်ဖက်ဝရန်တာတော့အရန်ကျေပါတယ်နောက်ဖက်ဝရန်တာကျွေပြခင်းထားပါတယ်အရန်ကျေပါတယ်နောက်ဖက်ဝရန်တာအရန်ကျေပါတယ်ဒီမှာလည်းဒီလုံးတစ်လုံးတတ်ထားပါတယ်နောက်ဖက်ဝရန်တာပြီးဒီမှာလည်းတကားရှိပါတယ်ဒီ kitchen မှာလည်းဆိုတော့ပြီးအပြင်ဖက်ဆိုရင်တန်ပန်းလေးပိတ်ချတတ်ထားပါတယ်တည်ပေါက်ရဲ့အပြင်ဖက်ဆိုရင်တန်ပန်းတတ်ထားပါတယ်အဲ့ဒါဆက်တော့ပြချင်တယ်ဒါလို့အပြင်ဖက်တည်ပေါက်အားလုံးတန်ပန်းပိတ်ချတတ်ထားပါတယ်ဆိုတော့လုံခြုံမှုရှိပါတယ်တန်ပန်းတတ်ထားတဲ့ပုံကြောင့်ဆိုတော့ဒီတိုက်ခန်းရဲ့ဒီနေရာတို့ဖိုင်မြို့နယ်16ရပ်ကွက်ဖိုင်မြို့နယ်ရဲ့အသက်ရှင်ဆုံးအကောင်းဆုံးနေရာရပ်ကွက်ဖြစ်တဲ့16ရပ်ကွက်မာလာမြိုင်8လမ်းမှာရှိပါတယ်ဒီတိုက်ခန်းလေးရတော့စပင်းတော့သူရဲ့စာရေးစာတမ်းနဲ့ပတ်သက်တရားဝင်မှုနဲ့ပတ်သက်လို့တရားဝင်ဆောက်လုပ်ခွင့်လိုင်စင်ရထားတဲ့တရားဝင်ပုံစံပါ